ဒီတရားတော်ကိုမဟောကြမနာကြမီမှာတရားပန်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရှေးဥစွာနမောပြန်ဘုရားရှိခိုးနဲ့ရှိခိုးကြည်ညိုမှာဖြစ်တဲ့အတွက်လေးလေးစားစားလက်ဥချီမို့လို့အာယုံပြုထားကြပါနမောတတ္တယတောမဟိမတောယတ္တဓမ္မောနာနမောတတ္တယတောမဟိမတောယတ္တဓမ္မောနာနမောတတ္တယတောမဟိမတောယတ္တဓမ္မောနာယတောမဟိမတောအကျဉ်ဒါနပါရမီသီလပါရမီနိက္ခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီဒိဋ္ဌာနပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသောပါရမီ7ပါးပြား30များကျဲအညီပါရမီတော်တို့ကိုဖြည့်ကျင့်တော်မူခဲ့သောတကောသိတ္တိအစွမ်းကြောင့်ဝါဥစ္စာပစ္စည်းကိုစွန့်ခြင်းသမိသားကိုစွန့်ခြင်းဇနီးများကိုစွန့်ခြင်းအင်္ဂါကြီးငယ်ကိုစွန့်ခြင်းအသက်ကိုစွန့်ခြင်းတည်းဟုသောစွန့်ခြင်းကြီး5ပါးကိုစွန့်ခြင်းတည်းဟုသောတကောသိတ္တိအစွမ်းကြောင့်ဝါတရဝါပေါင်း၏အကျိုးငါဖြစ်ခြင်းတော်မူခြင်းဆွေမျိုးပေါင်း၏အကျိုးငါဖြစ်ခြင်းတော်မူခြင်းဘုရားဖြစ်အကျိုးငါဖြစ်ခြင်းတော်မူခြင်းတည်းဟုသောစရိယာ3ပါးကိုဖြစ်ခြင်းတော်မူခဲ့သောတကောသိတ္တိအစွမ်းကြောင့်ဝါဒေဝဗုဒ္ဓမံကိလေသာမံခန္ဓာမံမေစုမံပိသင်္ခါရမံတည်းဟုသောမံ5ပါးကိုအောင်မြင်တော်မူခဲ့သောတကောသိတ္တိအစွမ်းကြောင့်ဝါတုံမဝိဇ္ဇာပုရိအာနေဝိမာဣစေဒိဋ္ဌလင်ညာ8ပါးဝိဇ္ဇာတို့ကိုသိမြင်တော်မူခဲ့သောတကောသိတ္တိအစွမ်းကြောင့်ဝါမဟာပရဏဒုက္ခရာစရိယာကိုခန္ဓာတော်နှံပြမန်းကြီးစွာ6နှစ်ကြာအောင်ကျင့်စွမ်းတော်မူခဲ့သောတကောသိတ္တိအစွမ်းကြောင့်ယတဗုဒ္ဓတတကောရှင်သိတ္တိရှင်အကျင့်သစ္စာ၄ပါးတရားသိမြင်ဘုရားရှင်ကိုရောမြတ်ကြီးတန်တန်တော်၌ဓမ္မောအဝိဇ္ဇာလင်အရင်မူလရှိသော1500ကိလေသာတည်းဟူသောအမိုက်မောင်သည်နမကြံမကျွင့်ပြည့်ချင်းမလပျက်စီးရသဖြင့်အလင်းမြပင်ရှိတော်မူတော့ခြင်းတတဗုဒ္ဓတတကောရှင်သိတ္တိရှင်အဝိဇ္ဇာလင်အရင်မူလရှိသော1500ကိလေသာတည်းဟူသောအမိုက်မောင်ကင်းစင်ထိုသစ္စာ၄ပါးတရားသိမြင်ဘုရားရှင်ကိုရောမြတ်ကြီးအားမေသူတော်သူမြတ်လွင်နှတ်တို့ကျေနပ်ရမျောဘုရားတပည့်တော်သည်နမောမင်္ဂလာစရဏလက်ဥစ၌ကြည်စွာခေါ်ယောပူဇော်မြတ်တို့ကိုဝေရှိုး၍ရှိခိုးခြင်းသည်အထုနိညာမစေအမျက်မကွာမှန်စွာမသွေးဖြစ်ပါ၏ဣမိနာဗုဒ္ဓပဏာမိနာဤသို့ဘုရားရှင်ရာရှိခိုးကြောင့်ဖြစ်သောပဏာမကုသိုလ်စေရနာကြောင့်မေမအောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရမျောဘုရားတပည့်တော်၏ဟောတုံမကမအောင်သေးခင်အောင်ကျွေးတင်၍အောင်မြင်ရမျောလင်္ဒရောစဉ်တရားနာပရိသတ်ပေါင်းတော်ကောင်းတို့၏ယထိတ်စီတတ်တော်အကျဉ်ကျဉ်လိုရှိရတောင်းတသည်ကောင်းကျိုးချမ်းသာပြည့်စုံမင်္ဂလာထွေထွေသည်ယထိဇာတယံကျဉ်ကျဉ်လိုရှိရတောင်းတသည်အတိုင်းသမိတ်ဇတုထင်စွာမျက်မှောက်ဝင်လာရောက်၍ဖြိုးမောက်လျင်ကြီးအန်လောက်ချီရအောင်ပြီးပြည့်စုံပါစေတည်း